Christmas လည်းရောက်တော့မှာဆိုတော့ကျမနဲ့ကျမရဲ့ကော့ကောင်လေး Christmas skin ကပ်ပဲကိုင်းတော့မှာဖြစ်ပါတယ်ရှင်စောစောစီကြက်တရမရှိကြက်တရမရှိကျမရဲ့ဂိုးလေးမှာနာနာမရဘာလာလို့နေရတော့ကျမမတ်စမန်ခိုင်လာတဲ့ခါကြတော့လေစိတ်ကိုထိန်းပြီး position ကောင်းရအောင်လို့စောင့်နေရတဲ့ပတ်တယ်မှာကျမမေးခိုင်နေများတဲ့အခါကြတော့မေးလို့ပဲကျမစုခနန်းစင်တာပတ်တယ်ဆိုလို့ရှိရင်မတ်စမန်ခိုင်လာတဲ့အခါကြတော့သူတို့ရဲ့စပယ်တွေကုံအောင်ရင်စောင့်နေရတယ်ရှင်အမဘယ်လိုပြေဖို့ချောင်းရလဲခုနောက်ပိုင်းကျမစကေးတွေကိုမှန်းပြီးသုံးလို့ရှိရင်လွဲလုံးအားကြီးလို့ကျမစကေးတူးကိုလေတေချာမှသုံးတယ်မတေချာပဲနဲ့မတော်ဒါတော့လွဲချင်သေးတယ်ဟိုကမပိတ်ထိုးလိုက်တာဝေးကိုလွင့်သွားတယ်တွေ့လားခင်ဗျားတို့အဲ့လောက်ကြည့်နိုင်မကြည့်တဲ့နဲ့လေ၄ယောက်တယောက်ထိပ်ပဲမရှိဘူးကိစ္စကြီးကခုနောက်တော့အဲ့နေရာမှာကျမကိုတော့ကတ်သွားတာရှင်ဂလစားပြန်စီရမယ်တင်းကိုနေပြေးစမ်းအခုတော့ကြောင်မှပြေးလိုက်တာဆိုတန်းနေရပဲတော်ကီသွားပြီကလပ်စစ်မှာလောမတက်ရအောင်လို့ဘယ်သူမှမပြောဘူးနော်တကယ်လို့ကလပ်စစ်မှာလောမတက်ရရင်ဒီလော့ရကလပ်စစ်မှာပေါ်နေကြအကြောင်းမရှိဘူးအတော်ပဲတော့တောင်စုနေတယ်မြို့တော့အောင်ရဲ့ဖောက်ကင်းလေးကိုမြားတယ်လို့စစ်ထည့်ပေးမယ်တကောင်ယူသွားပြီသူများဆရာနေပြီသူများတတ်နေတဲ့ဟာကိုဟဲ့တကောင်ယူသွားတယ်ဒုက္ခပဲအဲ့ကကူရာမငါတတ်စင်ရမရမကငါလက်တက်ပြမယ်ကြည့်တာအရေးထဲမှာဟိုဘဆန် fit dream မှာလည်းငါ့ကိုလာပြရှောက်နေရဝင်ပြီးသူ့ရဲ့မယောတကားကကူရာမကိုကာကွယ်ပေးနေတာမရဘူးတော့ကီဝိုင်းမှတ်ထားနေမတော့ကီချင်းရှစ်တော့ခဲ့နော်အမလေးငါစိန်ခေါ်ရဲတယ်နေဘယ်ရောက်သွားလဲ fit dream မှာပြန်လာခဲ့စမ်းငါ fit dream ကိုခေါ်လာတော့နေမခေါ်ရတယ်တယောက်တယောက်ဆိုတော့ငါအရှော့ပေးလိုက်ပြီနေတော့ခုမှ6ကောင်မခေါ်လောင်စီမကလစားချင်လို့ပါဆိုမှအရေးထဲမှာ skate ကလွဲသွားသေးတယ်ရန်တန်ပန်တန်နှိမ့်နေတယ်ဆိုတော့တိတာတယ်နော်ပြေသွားပြီကားလိုက်တာဟဲ့ရက်လိုက်စမ်းတာဝါဟိတာမနေဝင်ကန်ရဲတထော်လော်မ6ကောင်မသိစမ်းကောင်းတယ်ဒီကကူရာမငါ့ကိုစိန်လာခေါ်နေတာရတယ်မကြောက်ရှစ်တော့ခဲ့ကြတော့နှစ်ယောက်လုံးအဲ့လိုငါ့ကိုထီးနေပဲမထီလိုက်မစနေတဲ့တတိရှင်အထဲဝင်ခဲ့ကျမလော့တက်နေတာဟိုဘက်ချန်လေးမှာကောက်စားချင်နေပုံရတယ်စားလို့ရမယ်ထင်စားကြည့်လိုက်လေနေမှာမတော်ကေကန်ကောင်းနေမယ်တွေ့လားငါပြောတာပဲငါအရန်စမ်းနေပြီဒီ fit dream မှာဘာထည့်ရလဲမသိဘူးမာတလိမ့်နဲ့ပဲဒီလောက်ပြစ်နေရတာမတော်ကေသေးဘူးဟဲ့ကျလိုက်စမ်းကကူရာမပွဲမပြီးရင်ဂျိုးကြွနေညူတခါတက်သွားအောင်နဲ့ငါအော်အနောက်ကဗလာမလည်းကောက်စားသွားသေးတယ်ငါကေကိုဟဲ့အားလုံးလည်းတေသွားကြပြီဆိုကျမတာဝါပါတခါဆိုရတော့မယ်နော်အားလုံးပဲ see you later bye bye victory ကျမ MVP ပဲလေမေးစရာမလိုကျမကြိုတိနေတယ်ဒီကိစ္စ like comment follow subscribe လေးလုပ်ပေးကြပါအောင်ရှင်အားလုံးပဲ see you later bye bye